ဖန်ကောက်မှာမြမမျိုးသမီးမအိမိုထွေးကိုဒါနဲ့ရက်ဆက်စွာထိုးတက်ခဲ့တဲ့တရားခံဟင်းစော်ထီကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရမိပြီဖြစ်ပါတယ်။ဖန်ကောက်မျိုးရဲ့ရုံရင်းဆန်ခတ်ပတ်ဝန်းကျင်တွေကြားထဲမှာအေးဆေးစွာနေထိုင်တတ်တဲ့မြမမျိုးသမီးတဦးဟာရက်ဆက်စွာအသက်ခံရတဲ့သတင်းဆိုတစ်ခုကတော့အခုရက်ပိုင်းအတွင်းမှာလူမှုကွန်ရက်ပေါ်မှာစိတ်မကောင်းစရာဖြစ်ရတဲ့တစ်ခုအနေနဲ့ပေါ်ထွက်လာခဲ့ပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ10ရက်နေ့မနက်ခင်းဘန်ကောက်မြို့ဘန်ကိုချင်းရခိုင်တာခန်းရက်ကွက်ကအဆောင်တစ်ခုမှဖြစ်ပါတယ်။အခန်းတစ်ခန်းကနေထူးခြားတဲ့အနက်ဆိုးတွေထွက်လာတာကိုအဆောင်ပိုင်ရှင်ကသတိထားမိခဲ့တယ်။တကားခောက်ပြီးတော့ခေါ်ပြီးမဲ့ဘသူမှပြန်မဖြေတဲ့အခါမှာတော့ရဲတပ်ဖွဲ့ကိုအကူအညီတောင်းခဲ့ရပါတယ်။ရဲတွေရောက်လာပြီးအခန်းကိုဖွင့်လိုက်တဲ့အခါမှာတော့ကံမကောင်းစွာနဲ့ပဲအသက်35နှစ်အရွယ်မအီမွန်ထွေးကိုသွေးဟိုင်ထဲမှာမှောက်လျက်အနေထားနဲ့တည်ဆုံးနေတာကိုတွေ့လိုက်ရပါတော့တယ်။မှုခင်းဆရာဝန်တွေရဲ့စစ်ဆေးချက်အရမအီမွန်ထွေးရဲ့ခန္ဓာကိုယ်လေပင်နဲ့ရင်ဘတ်တွေမှာဓာတ်တရာ9ချက်အထိရှိနေတာကိုတွေ့ခဲ့ရပါတယ်။ဒါဟာရိုးရိုးခိုးမှုမဟုတ်ဘဲနဲ့တကယ်ကိုရက်ဆက်တဲ့လောက်ရတစ်ခုဖြစ်ပါတယ်။အခန်းထဲမှာရုံးကန်ထားတဲ့ထောက်ချားတွေသွေးဆိုးနေတဲ့ကျန်းတိုက်တန်နဲ့ပြမှုကျုံလို့သူကြံခဲ့တဲ့ဖက်တစ်ဖက်ကဒီလူသက်မှုရဲ့ရက်ဆက်တန်ကြုံမှုကိုတက်တည်ပြနေတယ်လို့ပါပဲမအိမိုထွေးဟာတယောက်တည်းအေးဆေးနေတဲ့သူပါဒါပေမဲ့သူဟာအရင်ကတည်းကလည်းအခန်းဖောက်ခြင်းခံရမှုတွေကိုကြုံခဲ့ရပါတယ်အခုတခါမှလည်းသူ့ရဲ့လက်ကင်ဖုန်းနဲ့ငွေသားတွေပျောက်ဆုံးနေတာကိုသိစဉ်အဖြစ်ပစ္စည်းလူရဲ့ဟာကနေလူသက်မှုကြီးဖြစ်ပွားသွားတာလားဆိုတာကိုတော့ရဲတပ်ဖွဲ့ကအကြီးကစုံစမ်းခဲ့ပါတယ်ထိုင်းရဲတပ်ဖွဲ့ဟာအခင်းဖြစ်ပွားရာနေရာဝင်းစင်ကCCTV မှတ်တမ်းတွေကိုအချိန်နဲ့မျှစစ်ဆေးခဲ့ကြပါတယ်။ဒီနောက်မှာတော့ပြစ်မှုကျူးလွန်သူဟာအသက်28နှစ်အရွယ်ဟိန်းစော်ထေးဆိုတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။သူဟာပြစ်မှုကျူးလွန်ပြီးနောက်မှာတော့ထပ်ပြေးတင်းရှောင်နေခဲ့ပေမဲ့တရားကတော့သူ့ကိုလွန်မြောက်ခွင့်မပေးခဲ့ပါဘူး။ဇွန်လ12ရက်နေ့မှာတော့ဘန်ကောက်ရဲ့လူစီကားရနေရာတစ်ခုဖြစ်တဲ့အောင်မွေးကန်ထိမ်းမှန်အဝိုင်းအနီးမှာပဲရဲတပ်ဖွဲ့တွေကဟိန်းစော်ထေးကိုဖမ်းဆီးရမိခဲ့ပါတယ်။အခုဆိုရင်တရားခံကိုဖမ်းဆီးရမိပြီးတော့ဖရာထိုင်းရဲ့စခန်းမှာထိန်းသိမ်းထားပါပြီ။ဘာကြောင့်မို့ဒီလောက်အထိရဲသက်ဆက်တပ်ဖြတ်ခဲ့ရလဲဆိုတဲ့မိန့်ခွန်းအတွက်အဖြေကိုတော့ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်တွေကနေပြီးတော့မကြခင်မှာအသေးစိတ်သိရှိရမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်နိုင်ငံသားမှရုံးကန်နေရတဲ့ဓမ္မမျိုးသမီးတို့အတွက်ဒီလိုဖြစ်ရမျိုးဖြစ်ပွားခဲ့တာဟာတကယ်ကိုနှမျောစရာကောင်းသလိုပဲတရားမှန်မှုရရှိဖို့ကိုလည်းဝိုင်းဝန်းမျှော်လင့်ရမယ့်အခြေအနေဖြစ်ပါတယ်